မျက်နှာဟာအမြဲတမ်းကြည်လင်ပြီးတော့ပြောဆိုဆက်ဆံမှုအလွန်ကောင်းတယ်ခင်မင်မွယ်ကောင်းတယ်ဒီလိုဆိုလိုတာပေါ့နော်မိမိကိုယ်တိုင်ကမေတ္တာတရားပွားများနေတယ်ဆိုရင်သူ့ရဲ့မျက်နှာအစင်းဟာဘသူပေါ်မှာရန်လိုတဲ့စိတ်မရှိဘသူကိုပေါ်မှာအမုန်းတရားမရှိသည့်အတွက်ကြောင့်မျက်နှာဟာအမြဲတမ်းကြည်လင်းနေတယ်ခင်မင်မွယ်ကောင်းတဲ့မျက်နှာရှိတယ်လို့ဆိုလိုတာပေါ့မျက်နှာရွှင်ကြည်တီကြည်နှလုံးနဲ့အေးအများရဲ့မုန်းတိမှုမခံရလို့ကိုယ့်ရဲ့စိတ်နှလုံးကလည်းအေးချမ်းနေတဲ့ပုဂ္ဂိုလ်တူဟာအာယုန်တစ်ခုပေါ်မှာစူးစိုက်လိုက်တာနဲ့တပြိုင်နက်သမာဓိဆိုတာလေလင်းလင်းမြန်မြန်ရနိုင်တယ်ဒါကိုတီကြည်နှလုံးသမာဓိဟာတည်နိုင်တယ်လို့ပြန့်လွင့်နေတဲ့စိတ်နေသဘောထားတွေမရှိဘဲနဲ့စိတ်နှလုံးဟာတည်ငြိမ်မှုတွေရတယ်လို့ဆိုလို့